အခုကလေဒီနေ့အိမ်မှာလေစံဝယ်ရမှာညီမရဲ့ဒီဟာဒီမရောက်ဆိုအခုဘယ်လိုစံဝယ်ရမှာဒီတစ်လုံးနဲ့ဘယ်လိုစံဝယ်ရမှာ ဟုတ်ကဲ့မင်္ဂလာပါကိုဘာလို့လဲကို မင်္ဂလာပါညီမလေးကဖုန်းမှန်လေးတွေလိုချင်လို့လေ ဟုတ်ကဲ့ကိုဘာမော်ရလေးလဲကို ဘာမော်ဒန်လေးလေဆိုဒီဥစ္စာကစပတ်တန်းစီမှန်ရှိလား ဟုတ်ရှိပါတယ်ကို စပတ်တန်းစီအခုတစ်ချက်အကောင့်နဲ့ရပြီနော်ညီမ ဟုတ် လေး ကဲ့ဟုတ် အဲ့ဒါပြီးသွားရင်ဒါကြော CV1 တစ်ချက် ဟုတ်ကဲ့ တန်မှုတွေကဒီကောင်ပစ္စည်းကောင်းလား ကောင်းတယ်ကိုဒီကောင် quality တော်တော်ကောင်းတယ်ကို အရင်အဲ့ဆိုရင်အခုမစမ်းတော့ဘူးကွာနော် body လဲလိမ့်နေဆိုတော့ body ရောတစ်ခုပေးလိုက်ညီမစပတ်တန်းစီ body တာပါနော်ဒါ CV1 လား ဟုတ်အားရ CV1 မှာဟုတ် CV1 ရယ်ပြီးလို့ရှိရင်ဒါ body cover ဟုတ် body cover ရယ်ဒီကောင်တန်မှုနဲ့နော် ဟုတ်ကဲ့ကိုဟုတ် ရရင်ညီမဒီဥစ္စာလေးယူလိုက်မယ်မစမ်းတော့ဘူးအခုစီးလေးသာကပ်ပြီးလိုက်နော် ဟုတ်ကဲ့ကိုဟုတ်ကိုချာပါတူလေးများလို့လေ တခြားတော့ဘာဒီလုံးမလဲတော့မသိဘူးအခုဒီဥစ္စာဆိုင်ရဖုန်းဆက်တာနဲ့ဆိုတော့ဒါပဲယူလာလို့လေညီမလေး ဟုတ်ကဲ့ကို ဘာဒီလုံးမလဲမသိဘူး နိုင်မန်လေးရောကို နိုင်ရတော့ပစ္စည်းလေးတွေမလိုသေးဘူးညီမလေး ဝိုင်း55ရေ90ရော ဝိုင်း5591လည်းမလိုသေးဘူး service တွေမရှိသေးဘူးအဲ့ဒါလေးတွေကလေ ပြီးရင်ကိုက BN46 တို့ဘာလို့ချာဥစ္စာလေးရော BN46လည်းရှိသေးတယ် ဟုတ်လားဟုတ် ရှိသေးတယ်မဟုတ်ဘူး BN46ဆက်ပြင်မလာသေးဘူးလေ BN46 တွေလာရင်လာဝယ်မယ်နော်အဲ့ဒါလေးတွေကိုလောလောဆယ်မလာသေးလို့အဲ့ဒါလေးတွေကနော်အဲ့ဆိုအခုဒါလေးပဲပေါက်ချဆွဲပြီ ဟုတ်ကဲ့ဟုတ် ဒါအရောင်းနေနော်ဈေး လူမေထင်လို့ပါကို ဟုတ်ပြီအဲ့ဒါလေးမလိုသေးဘူးနော်ညီမလေး ဟုတ်ကဲ့ကိုဟုတ်ချစ်စွာကိုဟုတ်ကဲ့ကို မင်္ဂလာပါညီမလေးဟိုပါလေပစ္စည်းလေးတွေလိုလို့ပါ ဟု ဒီ တ် နေ့ ကဲ့ကိုဟုတ် မနေ့ကယူသွားဆိုတော့မယူသွားဘူးဒီနေ့တော့ပစ္စည်းတွေလိုပြီအခုဒါ C3 မှန်တွဲရတစ်ချက် စစ်စီးလေးပစ္စည်းပြနေပါတယ်ကို C3 ကပစ္စည်းပြန်တယ်နော်အဲ့ဆိုရင်အခုကိုဝိုင်း55တွဲရကတစ်ချက် ဝန်စငါးလေးလည်းပစ္စည်းပြနေပါတယ်ကို ဝိုင်း55လည်းပစ္စည်းပြန်နေတယ်အဲ့ဆိုရင်ဟိုပေးလိုက်ဝိုင်း55ကဘက်ထရီတစ်လုံးပေးလိုက်နော် ပထူလေးလည်းပစ္စည်းပြနေပါတယ်ကို ဘက်ထရီလည်းပစ္စည်းပြန်တယ်ဟုတ်ပြီရတယ်အဲ့ဆိုရင်ဒါတက်ဖယ်လိုက်မယ်နော်ဟိုလေးအခုဒါ Oppo A53 တွဲရတစ်ချက် 53နဲ့ဟုတ်ဒီကောင်လေးလည်းပစ္စည်းပြနေပါတယ်ကို အဒီကလည်းပစ္စည်းပြန်နေနော်ဟုတ်ပြီအဲ့ပြီးတော့လို့ရှိရင်ဒါက Redmi 10တွဲရကတစ်ချက် ဒီတိုင်းတွဲလေးလည်းပစ္စည်းပြနေပါတယ်ကို 10လည်းပစ္စည်းပြန်တယ်အဲ့ဆိုဒါလေးတက်ဖယ်လိုက်မယ်နော် ဟုတ်ကဲ့ကို 10ဘက်ထရီတစ်လုံးပေးလိုက်အဆိုရှင် တိုင်းဘက်ထရီလေးလည်းပုံနေပါတယ်ကို 10ဘက်ထရီလည်းပစ္စည်းကုန်တယ်အဲ့ဆို9မှန်ပြီ နိုင်မန်လေးလည်းကိုပစ္စည်းပြနေပါတယ်ကို Spec 2024 24လေးလည်းကိုကုန်နေပါတယ်ကို Wine 20 24လေးပစ္စည်းပြနေပါတယ်ကို Vivo Wine 81 မခုတ်လေးလည်းပစ္စည်းပြနေပါတယ်ကို Spec AC spice လေးတော့ရသေးတယ်ကို spice တစ်မျိုးတော့ရတယ်ကို ဒီရပါဘောအဲ့တမျိုးပဲရနော် တစ်မျိုးပဲရတာကို အော်ဟုတ်ပြီတမျိုးပဲပြလိုက်ပါစနော်အခုကလေဒီနေ့အိမ်မှာလေစံဝယ်ရမှာညီမရဲ့ဒီဟာဒီမရောက်ဆိုအခုဘယ်လိုစံဝယ်ရမှာဒီတစ်လုံးနဲ့ဘယ်လိုစံဝယ်ရမှာ ဟိုတမီးအခုကျွန်တော်ပစ္စည်းကျန်တော့ယူသွားပါအပေါ်မယူသွားဘူးလေကိုအားကြောင့် အဲ့နေရာမလာဘူးလေဒီနေ့မှလာတာအိမ်မှာစံလေးပါလေးရှင်နေပေးလိုက်လေ ရညလာလေ ဟုတ်ပြီအဲ့ဆိုဒါလေးပဲယူသွားမှာနော်ဒါလေးကရဲမဲ့ထည့်သွားလို့ ဟုတ်ကဲ့ ရလားကျေးဇူးတင်ပါတယ် ဟုတ်ချစ်စုပါ အောက်ချလေးဆွဲလိုက်မယ်နော် အစီပဲ ဒါလေးအမှတုံးနေလားစားဒါလေးပဲထည့်လိုက်နော် ဟုတ်ကဲ့မစမ်းတော့စီးပဲကတ်လိုက်တော့နော်ကို အဲ့ရတယ်ညီမတို့ရှေ့စိတ်ချတယ်ဒါနဲ့ယူသွားတယ် ကဲဟုတ်ချစ်စုပါ လို့ဒီမှန်းဒီကိုပြီးလေ ဟောချက်ဆွဲ ဟုတ်ပြီ